အခက်အခဲကြုံလာရင်ဘလို့တုံ့ပြန်လဲဆိုတဲ့ပုံမှန်မူတည်ပြီးတော့အခြေအနေတွေပြောင်းလဲသွားနိုင်ပါတယ်။ကျမတို့အားလုံးအခက်အခဲတွေအတားအဆီးတွေနဲ့ကြုံမှုကြတာပဲလေ။ဥပမာကိုကပုံမှန်စူးစမ်းနေပေမဲ့အလုပ်ထုတ်ခံလိုက်ရတာမျိုးအရာအလုံးပျက်စီးသွားတာမျိုးတွေမမျှော်လင့်မဲ့ကြုံရတတ်ပါတယ်။ဒီလိုသတင်းမျိုးကြားလိုက်ရပြီဆိုလို့ရှိရင်အရန်စိတ်ထိခိုက်သွားတဲ့ကြတယ်။တခါတလေမှာတော့ဆုံးရှုံးမှုတွေကြောင့်ဒေါသထွက်တာစိတ်ဆိုးတာတွေကိုကြုံရတတ်တယ်။ဒါပေမဲ့ပြဿနာကကြီးသည်ဖြစ်စေသေးသည်ဖြစ်စေကိုဘယ်လန်းကိုဆက်ပြီးရွေးချယ်မလဲကိုဘက်ကဘလို့တုံ့ပြန်မလဲဆိုတဲ့ပုံမှန်မူတည်ပြီးအခြေအနေတွေကွာခြားသွားနိုင်ပါတယ်။အခြေအနေတစ်ခုခုဒါမှမဟုတ်တယောက်ယောက်ကဒုက္ခပေးလိုက်လို့ကျမတို့ရဲ့အနာဂတ်တွေပျက်စီးသွားရတဲ့အချိန်မှာကြာရှုံးလိုက်ရတဲ့အရာတွေကိုပဲထိုင်ပြီးတော့အပြစ်တင်နေတဲ့ကြတယ်။ကိုပြစ်တင်နေတာတွေကလည်းမှားတော့မမှားပါဘူး။အရာရာအဆင်ပြေနေမှလည်းအောင်မြင်မှုပိုလွယ်မှာလေ။ဒါပေမဲ့ကိုမထိန်ချုပ်နိုင်တဲ့အရာတွေကိုလိုက်စဉ်းစားမနေပါနဲ့တော့။ကိုယ့်ရဲ့အနာဂတ်တွေကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေနဲ့ကိုဘလို့လူဖြစ်လာအောင်ကြိုးစားသွားမလဲဆိုတာတွေကိုယ့်လက်ထဲမှာပဲရှိနေပါစေ။ဘဝမှာတစ်ခါလောက်ခက်ခဲတဲ့အချိန်တွေကြုံလိုက်ရတဲ့ပဲတစ်သက်လုံးလဲကြပြီးပြန်မထလာနိုင်တော့တာမှမဟုတ်တာ။လူတယောက်ရဲ့ထင်မြင်ချက်တွေခဏတာကြုံရတဲ့အခက်အခဲလေးတွေကကိုယ့်ရဲ့အနာဂတ်ကိုဘယ်လိုဆုံးဖြတ်ပေးနိုင်မှာလဲအောင်မြင်သွားတဲ့သူတိုင်းအခက်အခဲတွေကိုကြော်ဖြတ်ခဲ့ဘူးကြတာပဲဒီလူတွေကြော်ဖြတ်နိုင်ခဲ့ရဲဆိုတာသူတို့တွေကသူများထပ်ပို့ပြီးထူးခြားနေလို့မဟုတ်ပါဘူးလဲကြပေမဲ့ကိုယ့်ဘက်ကရက်တီပေးမဲ့သူတယောက်မှမရှိပေမဲ့ရားတဲ့နီးနဲ့ပြန်ထနိုင်ခဲ့လို့အခက်အခဲတွေကိုခွင့်ရေးတစ်ခုဖြစ်နေပြောင်းလဲနိုင်ခဲ့ကြလို့ပါနာကျင်ကြေခွဲရတာဒေါသထွက်ရတာကြောက်ရွံ့ထိတ်လန့်ခဲ့ရတဲ့အချိန်တွေသူတို့မှလည်းရှိခဲ့တာပဲဒါပေမဲ့ခဏလောက်ဒုက္ခရောက်တဲ့အချိန်ကိုတဘွားလုံးစာဖြင့်မှတ်ယူမထားလို့သာအောင်မြင်တဲ့အခိုက်အတန့်တွေကသူတို့စီကိုပြန်ရောက်လာခဲ့တာပေါ့အခက်ခဲတွေကြားထဲမှာသူတို့ဘလို့တုံ့ပြန်ခဲ့တယ်လဲဆိုတဲ့ပုံမှန်မူတည်ပြီးတော့သူတို့ရဲ့အနာဂတ်တွေကပြောင်းလဲသွားတယ်။ဂုဏ်စရာကောင်းတဲ့သမိုင်းကြောင်းပုံပေါ်နိုင်ခဲ့တယ်။တကယ်တမ်းပြောရရင်သူတို့ရဲ့အနာဂတ်တစ်ခုတည်းပြောင်းလဲသွားတာတော့လည်းမဟုတ်ပါဘူး။သူတို့အားကြပြီးစောင့်ကြည့်အတူယူနေတဲ့သူတွေအတွက်လည်းအားစိတ်တစ်ခွက်ဖြစ်ခဲ့တာပါပဲ